မညာကားတစ်စီးရေထဲကျသွားရန်တောင်သာမြို့နယ်နတ်ဆောင်ချောင်းမှာကားဒီလမ်းကိုဖြတ်ကူတော့ဗောနော်လမ်းကိုဖြတ်ကူတော့ရေထဲကိုကျပါရှေ့ကကားကျတော့သူကဝိတ်နေဗောနော်ရေစီးရတန်တယ်မိုးရွာတော့မိုးရွာရေစီးရတန်နေတဲ့အချိန်မှာရှေ့ကကားတော့လွတ်သွားတယ်ဗောနော်နောက်ကကားကဖြတ်မောင်းတဲ့အချိန်မှာရေရစီးတဲ့အချိန်နဲ့ဒီဝိတ်နေဗောနော်အဲ့လိုမျိုးရေထဲကျပါတယ်ဗောနော်တချို့ကြတော့လေဒါကားဆရာကဘယ်လိုပြောမလဲလူအချက်ရှိလို့ဒီလိုဖြစ်တယ်ဗောနော်တချို့ကြတော့လေဘယ်လိုပြောလဲဆိုတော့ဒီကားဆရာကတော်လို့ပေါ့ဗျာတော်လို့ကားကိုဒီညာဘက်ကိုဆွဲချလိုက်တော့ကားကမှောက်မသွားတာဗောနော်ဒီတိုင်းတာဆိုကားတုံးလုံးလဲသွားမှာဗောနော်ရွာသူရွာသားတွေကလည်းတော်လေးမှကူညီပေးရှာတယ်ဗျပြောမယ်ဆိုရင်ကူညီဆိုင်ပင်မှုတွေကကျွန်တော်တို့လူမျိုးတွေကအရန်ကိုကောင်းတယ်ဗောနော်ရွာသားတွေကဒီနေရာမှာဒီလိုမျိုးကူညီခဲ့ဘူးဆိုလို့ရှိရင်ဒီကားပေါ်ပါတဲ့ဒီခရီးသည်တွေကသူတို့အတွက်ကတော်တော်လေးမှဒါအခက်ခဲကြုံနိုင်တယ်ဗောနော်ဒါရွာသားတွေကသူတို့ကူညီခြင်းစိတ်နဲ့ဒါမျိုးပရဟိတစိတ်အရန်ကျွန်တော်တို့လူမျိုးတွေကကောင်းတယ်ဆိုတာဒီဗီဒီယိုလေးကဖော်ပြပေးတာဗောနော်တော်တော်လေးကူညီပေးရှာတယ်ဗျာ